အားလုံးပဲမင်္ဂလာပါရှင်။ဇေဝတုတကဏ္ဍကနေပြီးတော့ကြိုဆိုပါရစေ။ယခုတစ်ပတ်ဗီဒီယိုလေးကနေမျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့တချို့တွေဆိုရင်ဒီအားစေးတွေဆိုပြီးတော့ကောင်းတယ်ဆိုပြီးတော့ပေါ့နော်။ရေရှည်ပမာဏများများနဲ့ဆွဲတောက်နေကြတာမျိုးရှိတတ်တယ်ပေါ့နော်။ဒီလိုမျိုးဆိုရင်ကျမတို့ခန္ဓာကိုယ်မှာရှိတဲ့ကြောက်ကတ်တွေဒီအသေးတွေကိုဘယ်လိုမျိုးဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်လဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။ကျမတို့ဒီဗီတာမင်လို့ပြောရဲဆိုရင်တော့ဗီတာမင်မျိုးစားတွေအများကြီးရှိတာပေါ့နော်ရေမှာပြောတဲ့ဗီတာမင်တွေရှိတယ်လို့အဆီမှာပြောတဲ့ဗီတာမင်တွေရှိတယ်ပေါ့နော်ဒီဗီတာမင်မျိုးစားထဲမှာဆိုရင်ကျမတို့အများအဖြစ်ဒီအသည်းကိုပေါ့နော်ဝင်တော့ဝင်ဖို့ဖြစ်စေနိုင်တဲ့ပုံမှန်ပမာဏထက်ပိုပြီးတော့တောက်သုံးမိရဆိုရင်အသည်းကိုထိခိုက်စေနိုင်တဲ့ဗီတာမင်ကတော့နံပါတ်1အနေနဲ့ဗီတာမင် A ဖြစ်ပါတယ်ပေါ့နော်ဗီတာမင် A လို့ပြောတဲ့ဒီ retinol ဆိုတဲ့ဓာတ်ကတော့ပုံမှန်ပမာဏထက်ပိုပြီးတော့တောက်သုံးမိတယ်ဆိုရင်ကျမတို့ခန္ဓာကိုယ်မှာရှိတဲ့အသည်းကိုဝင်တော့ဝင်ဖို့ဖြစ်ပြီးတော့ဘိုင်အောင်နာမျိုးတွေဘိုင်နာတာမျိုးတွေအသားတွေဝါလာတာမျိုးတွေမျက်လုံးတွေဝါလာတာမျိုးတွေဒီစီးတွေအရန်ဝါလာတာမျိုးတွေဒါမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်ရှင်ဒါအပြင်ကျမတို့ဗီတာမင် A ကိုဒီကိုဝင်ဆောင်မျိုးသမီးတွေဆိုရင်တော့ဒီဆရာဝန်ညွှန်ကြားချက်မပါဘဲနဲ့မလိုအပ်ဘဲနဲ့မတောက်တော့အောင်ပေါ့အထူးသဖြင့်ဒီကိုဝင်လာနှုတဲ့အချိန်ဒီမျိုးမှာပေါ့နော်ဒါကတော့ဗီတာမင် A ပေါ့နောက်တစ်ခုကတော့ဗီတာမင် B3 ပေါ့နော်ဗီတာမင် B3 ကလည်းကျမတို့ခန္ဓာကိုယ်မှာလိုတာတက်ပို့ပြီးတော့တောက်သုံးမိတယ်ဆိုရင်အသည်းကိုဝင်တော့ဝင်ဖို့ဖြစ်စေပြီးတော့အသည်းမှာရှိရဲ့ဒီအန်ဇိုင်း level တွေကိုတက်စေရမျိုးတွေဖြစ်ပေါ်စေနိုင်တာဖြစ်တာပါတယ်ရှင်နောက်ဒုတိယတစ်ချက်အနေနဲ့ကျမတို့ခန္ဓာကိုယ်ကကြောက်ကပ်ပေါ့နော်ဆေးတစ်ခုကကြတော့တောက်သုံးလိုက်တယ်ဆိုရင်ခန္ဓာကိုယ်ရဲ့ဥလန်းချောင်းမှာနေတဆင့်ပေါ့နော်ခန္ဓာကိုယ်သွေးကြောတွေရောက်ရှိရဲ့အဲ့ဒီကနေတဆင့်အသည်းမှာဒီဆေးတွေကိုကျမတို့ခြေဖြတ်မှုတွေလုပ်ရတာပေါ့နော်အဲ့ဒီကနေတဆင့်ကြောက်ကပ်ကနေပြီးတော့ဆေးကိုစွန့်ထုတ်မှုတွေလုပ်ရတာပေါ့နော်အကယ်၍ကျမတို့တချို့ဗီတာမင်တွေဖြစ်တဲ့နံပါတ်1အနေနဲ့ဆိုရင်ဗီတာမင် C ပေါ့နော်ဗီတာမင် C လိုမျိုးဗီတာမင်တွေဆိုရင်ကျမတို့ခန္ဓာကိုယ်ရဲ့ဒီစွန့်ထုတ်မှုမှာပါတယ်ကြောက်ကပ်ကိုဒီ overload လို့ခေါ်တဲ့ဝင်တော့ဝင်ပိုးတွေဖြစ်စေနိုင်တယ်ပေါ့နော်အများစုကတော့ဗီတာမင် C ကိုဘာအတွက်တောက်ကြလဲဆိုရင်တော့ဒီကိုယ်ခံအားကောင်းဖို့အတွက်အသားရည်လှဖို့အတွက်ပြီးတော့ဒီခန္ဓာကိုယ်မှာအနာကျက်ဖို့အတွက်ဒါအပြင်ပေါ့နော်ဗီတာမင် C ရကြတော့ကျမတို့ခန္ဓာကိုယ်မှာအဓိကဆိုရင်တော့ပေါ့နော်သူကအရေပြားကျန်းမာရေးအတွက်လည်းကောင်းမွန်စေနိုင်တယ်ပေါ့နော်ဒါတွေအတွက်ရည်ရွယ်ချက်မျိုးမျိုးနဲ့တောက်သုံးကြတယ်ပေါ့နော်ပုံမှန်ဆိုရင်တစ်နေ့တာမှာဆိုရင်900 mg နေပြီးတော့1000 mg ခန့်တောက်သုံးရတယ်တချို့သူတွေကြတော့လိုရာထက်ပိုပြီးတော့2000 mg လောက်ကိုနေ့စဉ်တောက်သုံးနေဆိုရင်ကျမတို့ခန္ဓာကိုယ်ရဲ့ကြောက်ကပ်မှာကြောက်တယ်တာမျိုးတွေဖြစ်ပေါ်စေနိုင်တယ်ကြောက်ကပ်မှာဒီကြောက်တယ်ပြီးတော့ဗောနော်စီးသွားတာတွေဟန်တားစေတယ်စီးသွားတာခတ်တာမျိုးတွေဒါမျိုးတွေအထိဖြစ်ပေါ်စေနိုင်တယ်ဗောနော်ကျမတို့ဒါကတော့ဒီဗီတာမင် C ကကြောက်ကပ်ကိုထိခိုက်စာမျိုးတွေဖြစ်ပေါ်စေနိုင်တယ်နောက်တစ်ခုကတော့ဗီတာမင် D ဓာတ်ဗောနော်ပြောမယ်ဆိုရင်ဒီကယ်လ်ဆီယမ်ပါတဲ့ဓာတ်တွေပေါ့နော်ဗီတာမင် D ဓာတ်ကလည်းကျမတို့ကြောက်ကပ်ပေါ်ကိုတက်ရောက်မှုတွေရှိနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ကျမတို့ဗီတာမင်ထဲမှာဆိုရင်အရေးကြီးတာကအသည်းကိုထိတာဆိုရင်တော့အများစုဗီတာမင် A ဓာတ်တွေဗီတာမင် B3 ဓာတ်တွေပါတယ်ကြောက်ကပ်ကိုထိတာဆိုရင်တော့ကြောက်ကပ်ကိုတက်ရောက်မှုရှိတဲ့အားစေးတွေဗီတာမင်တွေကတော့ဗီတာမင် C ဓာတ်တွေပါတယ်နောက်ဗီတာမင် D ဓာတ်တွေပါတယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ဒီဗီတာမင်တွေအပြင်ပေါ့နော်တချို့ဒီသတ္တုဓာတ်တွေဖြစ်တဲ့အာယွန်းဆိုတဲ့သတ္တုဓာတ်တွေကယ်လ်ဆီယမ်ဆိုတဲ့သတ္တုဓာတ်တွေကလည်းကျမတို့ခန္ဓာကိုယ်ရဲ့အသည်းတွေကြောက်ကပ်တွေပေါ်ကိုသွားပြီးတက်ရောက်မှုရှိရပေါ့နော်တချို့ဒီအာယွန်းလို့ခေါ်တဲ့တန်ဓာတ်တွေrecommended daily dose လို့ခေါ်တဲ့လိုရာထက်ပို့ပြီးတော့တောက်သုံးမိတယ်ဆိုရင်ကျမတို့အသည်းမှာစုပုံနာမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်အလားတူပဲဒီကယ်လ်ဆီယမ်ဆိုတဲ့ဓာတ်တွေဆိုရင်ကျမတို့ကယ်လ်ဆီယမ်ဆိုရင်တော့ခန္ဓာကိုယ်အတွက်အယိုးကျမကြီးအတွက်အများစုတောက်သုံးကြတယ်ပေါ့နော်အာယွန်းဆိုရင်တော့ကျမတို့ခန္ဓာကိုယ်မှာတန်ဓာတ်ပြေးဝဖို့ကျမတို့တန်ဓာတ်မပြေးဝအောင်ဆိုရင်ခန္ဓာကိုယ်ကဒီမူးဝင်နေတာမျိုးခန္ဓာကိုယ်ကနေပြီးတော့ဒီသွေးကြောလေးကနေပြီးတော့အောက်ဆီဂျင်တွေကိုတည်ဆောင်တဲ့သွေးနီဦးလေးတွေမရှိတဲ့အခါမှာသွေးနီဦးတွေနည်းတဲ့အခါမျိုးမှာဆိုရင်လည်းကျမတို့အာယွန်းကိုတောက်သုံးကြတယ်လေနော်အများစုဆိုရင်တော့သွေးထွက်တက်တဲ့လူတွေအမျိုးသမီးတွေဆိုရင်တော့ဓမ္မတာသွေးစင်းများတဲ့သူမျိုးတွေအားနည်းတက်တဲ့သူမျိုးတွေဆိုလည်းတောက်သုံးကြရပေါ့နော်ပြီးတော့ဒီကယ်လ်ဆီယမ်ကျတော့အယိုးအတွက်ကိုအဓိကတောက်သုံးကြရပေါ့နော်ဒီကယ်လ်ဆီယမ်ဓာတ်ဆိုရင်တော့ကျမတို့ခန္ဓာကိုယ်မှာကြောက်ကပ်ကိုဒီတက်ရောက်မှုတွေရှိစေနိုင်တယ်ပေါ့နော်ဒါဆိုရင်တော့ကျမတို့အနှစ်ချုပ်ရမယ်ဆိုရင်တော့အားစေးတွေဆိုတာကတော့ပုံမှန်ပမာဏတောက်တယ်ဆိုရင်တော့ကျမတို့ခန္ဓာကိုယ်အတွက်ကိုကောင်းကျိုးများစွာရရှိနိုင်တယ်ပေါ့နော်ခန္ဓာကိုယ်မှာရှိတဲ့အသီးသီးလှုပ်ဆောင်မှုတွေလှုပ်ဆောင်နိုင်တယ်ဒါပေမဲ့လိုရာထက်ပိုပြီးတော့တောက်သုံးမိတယ်ဆိုရင်တော့ကျမတို့ခန္ဓာကိုယ်မှာဒီအထူးသဖြင့်အသည်းတွေကြောက်ကပ်တွေမှာဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်တာမျိုးရှိတတ်တဲ့အတွက်ကြောင့်မလို့တတိထားပြီးတော့တောက်သုံးတင်ပါတယ်ရှင်ဒါဆိုရင်တော့ဒီဗီဒီယိုလေးကနေပြီးတော့အားစေးအကြောင်းမျှဝေသွားတာဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်